ပြန်လဲထူထောင်ရေးအတွက်လူရန်ခဲ့တဲ့ရာအလုံးကိုမတန်းတင်ပြီးတော့ဗီဒီယိုလေးယူခဲ့ပါတယ်ပေါ့နော်တရုတ်ပြည်ရောက်9ရက်သားသမီးများမှာလူရန်နဲ့ငွေများကိုမန်လဲဆရာတော်နဲ့အတူမသိမ်းသွားရောက်ပြီးတော့လိုအပ်တဲ့နေရာတွေကိုလူရန်ပေးခဲ့ပါတယ်နောက်ပြီးတော့စိန်ပန်းငလင်ဘေးတိပြည်သူများအတွက်လဲပေါ့နော်ဒီယာယီတဲပေါ့နော်အလုံး90ဆောက်လုပ်လူရန်ပေးခဲ့ပါတယ်တခြားအခက်အခဲဖြစ်နေတဲ့နေရာများကိုလည်းမသိမ်းလူရန်ခဲ့ပါတယ်ဒါကတော့အရင်ကြီးတော့ဗီဒီယိုရောမသိရဲ့ချိန်တော့မရလိုက်ဘူးပေါ့နော်ဒါတချို့ဟာလေးတော့မသိတတိရတဲ့ခါတိုင်းတော့မသိဗီဒီယိုရိုက်လိုက်ပါတယ်ပေါ့နော်နောက်ပြီးတော့တချို့အလူရှင်တွေကြတော့မသိတို့ကိုယ်တိုင်သွားပြီးတော့လူလို့အဆင်မပြေတဲ့ချိန်နေမို့လို့ဗီဒီယိုကောလေးခေါ်ပြီးတော့မသိလိုင်းမို့ကနေပဲလူပြလိုက်ပါတယ်ပေါ့နော်တချို့လူနာများကိုလည်းအယိုးဆေးရုံကြီးတွေလူနာအချို့ကံရွာမန္တလေးဆေးရုံကြီးတွေကိုလည်းသွားပြီးတော့လူတန်းခဲ့ပါတယ်မလဲဆရာတော်နဲ့တူပေါ့နော်ဒါကတော့အားလုံးမြင်အောင်လို့ဒါမသိဒီတိုင်းပဲဒါတို့ခေါ်အောင်လို့ဗီဒီယိုလေးရိုက်ပြီးတော့ယူခဲ့ပါတယ်ဒီပြန်လည်ထူထောင်ရေးအတွက်အလူငွေလူတန်းပေးတဲ့လူရှင်များကိုလည်းကျေးဇူးပါ